ဒီပွဲမှာ Joshua Van တကယ်မနိုင်ဘူးသူကန်ကောင်းလို့ပြီးတော့နောက်ဆုံးမှာ Buffalo အဲ့လိုမျိုးကျင်ပါနေတယ်အဲ့လိုမျိုး comments မှာလူတော်တော်များပြောနေတယ်သူတို့ MMA နားမလဲဘူးလား Okay ကိုဘီခုရှင်းပြမယ်ဒါပထမချီးပဲနော်25စက္ကန့်လောက် Van နိုင်သွားတယ် Okay တိတ်ကြကြည့်ဟိုဒီဘက်ကတယောက်က Pandoja ဘာလို့တော့မားသွားပြီဆိုသူခံသွားတယ်ခံတဲ့အချိန်လေမကြည့်အရင်နည်းနည်းနေသွားတယ်နည်းနည်းနေတယ်ဒီမှာညက်သွားလေညက်သွားပြီးတော့ Joshua သူတွန်းသွားပြီးတော့သူလဲသွားတယ်လက်ဒီလိုဖြစ်သွားတယ်အဲ Joshua သူကတွန်းလို့ဒီလိုဖြစ်သွားတယ်သူကတော့ဖြစ်တယ်မဟုတ်ဘူးဒီမှာကြည့်တော့တဲ့ရစရာတော့ဆိုးတယ်နော်ချမ်းလေပထမတစ်ခုကသူကကန်လာတဲ့နေပါတယ်ဒီနောက်တစ်ခုကသူလက်တောက်တယ်လေဟိုဒီလိုလဲကြတဲ့အချိန်လက်မတောက်တင်အဲ့ဒါဟို MMA fighter တိုင်းဆိုပြီးတယ်သူနဲ့ blame မလုပ်ပါဘူးဒါပေမဲ့အဲ့လိုမျိုးဖြစ်တာနော်တန်တဲ့မျိုးဖြစ်တဲ့က Joshua Van reaction တော်တော်များလို့ဒီလိုဖြစ်သွားတယ်လေ social media မှာ Joshua Van ကိုမကျင်းတဲ့လူတော်တော်များတယ်ဒါပေမဲ့သူဒီလိုမျိုးမနိုင်ကြဘူးဒါပေမဲ့နိုင်သွားတယ်လေမနိုင်ဘူးဆိုဘယ်သူမှပြောလို့မရဘူးအလဲပါပြီးတော့သူကချက်ချင်းတော့ဝင်ထုံးမှမဟုတ်ဘူးသူကြည့်နေတခုဖြစ်တယ်ဆိုတော့ဒီလိုနဲ့စိတ်ကူရတယ်ပြီးရင်သူဒီလိုမျိုးကျင်းပါတယ်ဆိုတော့အဲ့လိုမျိုးမကျင်းပါဘူးတဲ့ဘာဖြစ်လို့လဲကဘာချန်ပီယံဖြစ်သွားတယ်ဆိုတော့ငေါမလားဟုတ်လားငါကဘာချန်ပီယံမဖြစ်ချင်ဘူးအဲ့လိုမျိုးငေါမလားမဟုတ်ဘူးသူနိုင်တယ်လေအဲ့လိုကျင်းပါမှာလေပြီးရင်လူတယောက်ကပြောခဲ့တယ်သူလက်ဒီလိုဖြစ်သွားတယ်ဆိုတော့သူတွားကြည့်တယ်ဒီမှာကြည့်သူတို့ခယူဆိုင်တယ်သူလာမေးတယ်ပေါ့နော်ဘယ်လိုဖြစ်သွားပါအစင်းနေပါအစင်းနေပြီးရှိနေပါလာပြောတယ်လေဒီတိုင်းမဲ့သူကခီးမဆိုင်ဘူးမဟုတ်ဘူးဘန်တော့ကျနောက်တစ်ဝက်နဲ့ထိုးအောင်ဆိုထိုးမယ်တဲ့ဘယ်သူမှမကြောက်ပါဘူးအဲ့ကြောင့်သူက Joshua Van the fearless လို့ခေါ်တယ် the fearless ဘယ်သူမှမကြောက်ဘူးဒါပေမဲ့သူကိုဘီကိုနည်းနည်းကြောက်တယ်လို့ကြားဘူးတယ်ဒါနဲ့တချို့လူမကျင်တဲ့ဘူးတချို့လူသူကတကယ်မနိုင်ဘူးပြောတဲ့လူဆိုရင် UFC အနေနဲ့သူက world champion လေအဲ့ဒါရဲ့ကြီးဆုံးပြီးတော့သူကျင်းပါတယ်ဆိုရင်ကျင်းပါမှာပေါ့ world champion ဖြစ်ပြီးအဲ့လိုမျိုးကျင်းပါမှာပေါ့ပါလေ